USA တိုင်းကောက်ရက်ရှယ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 ်ပရိုတင်းအပြည့်အဝပါတဲ့ချက်ဥမိဟန်းလာခါလိုက်ခိုင်ကြိုက်ကအပေါ်ကနေပုံစံလေးနဲ့လောင်းချပလိုက်မယ်ပုံစံလေးနဲ့လောင်းချပလိုက်မယ်ကဲဒါပဲမော်ဆုံခพักกุดเมืองอเมริกาค่ะ USA နိုင်ငံတိုက်ရင်ကောက်ရွက်ပြချင်းတငယ်ချင်းကပေးလိုက်တာအရန်ကျေးဇူးတင်ပါတယ်ဖျားသခင်တာ၍ကောင်းချီးပေးပါစေပဲလို့ကြော်စားကြလဲဗျကျွန်တော်ကြတော့ကြက်ဥနဲ့ကြော်စားကြည့်မယ်ခါရီခိုကင်ဆယ်လောခိုင်ကြိုက်ခလိုင်းပေါ်မှာတော့တွေ့တယ်ဗျတော်ခူးနေကြတယ်ကျွန်တော်ကြတော့ဘယ်နာတော့ခူးရမှမတီးဘူးဗျအဲ့ဒါကံကောင်းတယ်တကယ်ချင်းကပေးလိုက်လို့စားချင်နေတာနဲ့အတော်ပဲသူ့ရဲ့အာနစ်တင်ကြတော့ယုံမတီတီးနဲ့တူတယ်ဗျသူကပြစ်ချွဲရှိတယ်ဗျဒါဟာအရန်ကောင်းတယ်ကျွန်တော်တို့ယူတွင်းချင်စီအတွက်ကောင်းတယ်ဗျဒါမျိုးပြစ်ချွဲပါတဲ့ဟာယုံမတီတီးတော့အဲ့လိုမျိုးကဲကြော်စားကြည့်မယ်မော်ဆုံခရှမ်းကြီးအကျော်ဆရာလာပြီဟဲ့ကြော်မယ်ဟဲ့ပြုတ်မယ်ဟဲ့ဖြုတ်မယ်ဟဲ့ကဲပထမဦးဆုံးစီထည့်လိုက်မယ်ကဲစပြီစီပူပြီးဆိုရင်လာပြီတိုက်ရင်ကောက်ရက်ရှယ်ရှယ်ဒီမှာလာပြီချက်တူနီချမ်းပြီးတော့ထည့်ပလိုက်မယ်ပုံစံကြဖို့လိုတယ်သဆိုင်ကလာအနေထားပုံစံကြဖို့လိုတယ်မာခဖတ်ကုခိုခတိုက်ရမလို့ရွေးစေခပါညာတလကမလို့အဘူးထားပဲထားရှိရင်ရပြီပရိုတင်းအပြည့်အဝပါတဲ့ချက်ဥမိဟန်းလာခါလိုက်ခိုင်ကြိုက်ကအပေါ်ကနေပုံစံလေးနဲ့လောင်းချပလိုက်မယ်ကဲဒါပဲပုံဖော်လိုက်မယ်သဆိုင်ကလာနေထားပုံဖော်လိုက်မယ်စားတစ်မျိုးထဲနဲ့ကြော်တာနော် USA တိုက်ရင်ကောက်ရက်ကြော်ဖတ်ကုတ် USA ခချိမဆွေတော့ဘယ်လိုကြော်ကြလဲဗျပြီးတော့ခေါခါလူခိုးစင်ခဖတ်ကုတ်နိုင်ခါရဲခိုးစင်နိုင်ခဆယ်တော့ခိုင်ခကျွန်တော်ကြတော့ကြောက်ဦးနဲ့ကြော်တယ်ဗျဖီစာလိုဘာလိုတဆိုင်ကလာအနေထားကဲဖီစာလိုဘာလိုလဲခါ USA တိုက်ရင်ကောက်ကြောက်ကြော်ဖတ်ကုတ်ခိုးခိုင်ခညနေစာအတူတုံးဆောင်ကြပါအောင်ဗျာမกินข้าวคำซ้ำขาวค่ะကဲဒါကြတော့ထိုင်းကျင်စင်းတော့နာမည်ကြီးနေတဲ့ဟင်းနုနယ်အယိုးနီစေးရစိန်ဗျได้เป็นพักขมน้ำอันแรงค่ะเราเซค่ะယောက်ျားအာတိုးစေးလို့ပဲပြောရမှာလားကဲချီယာဒါကြတော့ကြုံတော့ကြုံခဲ USA တိုက်ရင်ကောက်ရက်ပြကျုပ်နဲ့ကြော်ထားတာနဲ့ပင်ဖတ်ကုတ်ခိုးခိုင်ခကဲကိုယ်တိုင်ချက်ကိုယ်တိုင်ကြိုက်ကိုယ်တိုင်စားတဆိုင်ကလာအနေထားကဲဆွဲပြီဗျာမခကျွန်တော်တို့ရှမ်းပြည်မှာအယံပေါ် အရှမ်းပေါ်စု
ပေါ်ရှေပေါ်ပုတ်တဲ့ဟုတ်လုံလာခါတော့ဖတ်ကိုတဲ့လူလာတော့ခါကြိုက်တဲ့လမ်းဘေးကိုထွက်လိုက်တိုက်ရင်ကိုရရှိပြီးသားအဲ့လောက်ထိပေါ်တာပဲရှမ်းပြည်ပါကဲဆွဲပြီဗျာရှမ်းပြည်အလွမ်းပြေပေါ့ဗျာရှမ်းမိုက်တယ်ဗျာဟောဒီလိုမျိုးတဘာဝအလေးကျပေါက်တဲ့အပင်လေးတွေ organic ပြချက်စားကြပါကျမ်းမာရေးအတွက်အရန်ကိုအကျိုးဖြစ်ပါတယ်ခင်ဗျခိုကင်ဟုန်ကင်ဖတ်စဘာဝအစံလိုက်ခပါယူလီဘန်တင်ခမဆုန်ခကျွန်တော်ကတော့အမေရိကရောက်ရှမ်းတယောက်ဖြစ်ပါတယ်ခင်ဗျမဆုန်ခ